အခုလိုမိုးရသည်မှာကျွန်တော်ဝက်ချန်နေမြင်မြန်တက်တာစီဖို့အတွက်နေ့စဉ်ပြုလုပ်ပေးတဲ့ skin care tip တွေကိုဒီနေ့မှာမျှဝေပေးသွားပါမယ်။ဒါအပြင်ကျွန်တော်ဝက်ချန်သမားတွေအတွက်ကောင်းတဲ့ product လေးတစ်ခုကိုလည်းကျွန်တော်ဒီနေ့မှာ sharing လုပ်ပေးသွားပါမယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်တို့အလှပရေးရာဘူတုတတွေမျှဝေပေးနေတဲ့ဒေါက်တာအောင်ဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်စပြောပါမယ်။အခုလိုမိုးရသည်မှာကျွန်တော်ဝက်ချန်နေမြင်မြန်တက်တာစီဖို့အတွက်နံပါတ်1အနေနဲ့ပြုလုပ်ပေးတဲ့အချက်ကတော့ကျွန်တော် double cleansing လုပ်ခေါ်တဲ့နှစ်ထပ်တန်ရှင်းရေးလုပ်ပေးဖို့ဖြစ်ပါတယ်။ကျွန်တော်တို့ဒီပုံမှန်ဆိုရင်တော့မနက်ပိုင်းကတော့ကျွန်တော်မျက်နှာသစ်စေးတစ်မျိုးတည်းနဲ့လုံလောက်ပင်မဲ့ဒီညနေပိုင်းမှာဆိုရင်ကျွန်တော်ကမျက်နှာကိုတန်ရှင်းလုပ်တဲ့အခါမှာနှစ်ကြောလုပ်ပေးရမှာဖြစ်ပါတယ်။ကျွန်တော်တနေ့တာမှာဆိုရင်ဒီမနက်ပိုင်းအစားပြီးတော့တနေ့လုံးကျွန်တော်အပြင်နေသွားတဲ့အခါမှာမျက်နှာမှာဖုံဖုံနေအညစ်အကြေးတွေနောက်ဆဲသေးတွေဒါတွေကကျွန်တော်တို့မျက်နှာအများကြီးကန့်ညစ်နေနေတာဖြစ်တဲ့အတွက်ညနေပိုင်းမှာနှစ်ကြောတန်ရှင်းလုပ်ပေးရမယ်။အဲ့တော့ညနေပိုင်းမှာကျွန်တော်မျက်နှာသစ်စေးမသုံးခင်မှာဒီ micellar water လို့ခေါ်တဲ့ cleansing water နဲ့ကျွန်တော် cotton pad လေးကိုအသုံးပြုပြီးတော့မျက်နှာကိုဖွက်ဖွက်လေးတန်ရှင်းရေးလုပ်မယ်ပြီးတော့မှမျက်နှာသစ်စေးသုံးမယ်ပေါ့။အဲ့တော့ဒီလိုမျိုးကျွန်တော်ကညနေပိုင်းမှာနှစ်ကြောတန်ရှင်းရေးပြုလုပ်ပေးခြင်းအပြင်မျက်နှာချွေးပေါက်တွေအစီပေါက်တွေကိုပိတ်ဆို့စေနိုင်တဲ့ဒါအညစ်အကြေးတွေဆဲသေးတွေဒါတွေကိုကျွန်တော်တို့ကတန်ရှင်းရေးလုပ်ပေးပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဝက်ချန်ကိုကျွန်တော်ပို့ပြီးတော့မြင်မြန်တက်တာစေပါတယ်။နောက်နံပါတ်2အဆင့်ကတော့ကျွန်တော်အဆိုရက်ထိ moisturizer သုံးပေးဖို့ဖြစ်ပါတယ်။လူတော်များများထင်ကြတာကကျွန်တော်မိုးရသည်ကဒါအဆိုရက်ရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့မျက်နှာကိုအဆိုရက်ထိပုံမှန်လိမ့်ပေးစရာမလိုဘူးလို့ထင်တတ်ကြပါတယ်။ဒါဟာလုံးဝမှားပါတယ်။အဲ့တော့ကျွန်တော်တို့ကဒီမိုးရသည်ဆိုရင်မဲ့ဒီကျွန်တော်တို့ရဲ့မျက်နှာမှာအထူးသဖြင့်တော့ကျွန်တော်တို့ရဲ့အရေပြားမှာပေါ့နော်ဒီ transepidermal water loss လို့ခေါ်တဲ့သူ့ဟာသူအလိုအလျောက်ဒါရေဓာတ်ဆုံးရှုံးမှုကအမြဲတမ်းဖြစ်နေတာ။အဲ့တော့ဒီရေဓာတ်ဆုံးရှုံးမှုကိုကျွန်တော်တို့ကတံပြန်ပြီးတုံ့ပြန်ဖို့အတွက်ဆိုရင် moisturizer တခြားလိမ့်ပေးဖို့လိုတယ်။ဒါကြောင့်မလို့မိုးရသည်ဆိုပေမဲ့လည်း moisturizer ကိုကျွန်တော်လိမ့်ပေးဖို့မဖြစ်မနေလိုပါတယ်။အဲ့တော့ moisturizer လိမ့်ပေးခြင်းအပြင်ဒီအရေပြားရဲ့ skin barrier ကိုပို့ပြီးတော့ကြန့်ခိုင်စေပြီးတော့ဒါဝက်ချန်တွေတက်တာဖို့အတွက်အများကြီးထောက်ကိုဖြစ်စေပါတယ်။နောက်နံပါတ်3ချက်ကတော့နေလောင်က sunscreen လိမ့်ဖို့ဖြစ်ပါတယ်။အဲ့တော့တချို့တွေထင်ကြတာကမိုးရသည်ကရက်တော်များများပေါ့နော်ဒီနေရာသိမ့်မထွက်ဘူးအမြဲတမ်းမိုးအုပ်နေရများတယ်။ဒါကြောင့်မလို့နေလောင်ကလင်းစရာမလိုဘူးဆိုပြီးတော့လည်းထင်ကြတယ်။ဒါလည်းလုံးဝမှားတဲ့ user ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကဒီနေရောင်ခြည်ရလာတဲ့ခရမ်းလွန်ရောင်ခြည်တွေကမိုးအုပ်နေပေမဲ့လည်းဒီတိမ်တွေကိုဖြတ်ပြီးတော့ကျွန်တော်တို့ရဲ့ဗနေပေါက်မှန်တွေကိုဖြတ်ပြီးတော့ကျွန်တော်တို့ရဲ့အရေပြားပေါ်ကိုကြားရောက်နိုင်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကဒီမိုးရသည်မှာလည်းနေ့စဉ်နေ့တိုင်းဒါနေမပူပေမဲ့လည်းပဲနေလောင်က sunscreen ကမဖြစ်မနေလိမ့်ပေးဖို့လိုအပ်ပါတယ်။ဒီနေပူတွေကဒီနေရောင်ခြည်ကလာတဲ့ဒီခရမ်းလွန်ရောင်ခြည်တွေကကျွန်တော်တို့ရဲ့ဝက်ချန်တွေကိုရောင်ရမ်းစေတယ်။နောက်အနီဆက်အမဲဆက်တွေကိုပို့ပြီးတော့စိုးစေတယ်ပေါ့။ဒါကြောင့်မလို့ကျွန်တော်တို့ကဒီနေလောင်က sunscreen ကိုအခုလိုမိုးရသည်မှာလည်းဒါနေ့တိုင်းပုံမှန်လိမ့်ပေးခြင်းအပြင်ဝက်ချန်တွေလည်းတက်တာစေတယ်။ဝက်ချန်ကြောင့်နောက်ဆက်တွဲကြံခဲ့မဲ့အနီဆက်အမဲဆက်တွေကိုလည်းကျွန်တော်တက်တာစေပါတယ်။နောက်နံပါတ်4ချက်ကတော့ကျွန်တော်ဝက်ချန်ကိုကုတ်တာဖဲ့တာညှစ်တာတွေလုံးဝမလုပ်ပါနဲ့။အဲ့တော့ဒီလိုမျိုးလုပ်ခြင်းအပြင်ဝက်ချန်ကျွန်တော်အမဲဆက်အမာရွတ်တွေပို့ပြီးတော့ကြံနိုင်လို့ဖြစ်ပါတယ်။နောက်နံပါတ်5ချက်ကတော့ကျွန်တော်တို့ဒီမိုးရသည်မှာခေါင်းစိုးတွေကိုတစ်ပတ်တစ်ခါပုံမှန်လဲပေးဖို့ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီမိုးရသည်မှာရာသီဥတုကစိုးထိုင်းစားများတဲ့အတွက်ကြောင့်မလို့မှုပိုးတွေပေါက်ဖွားဖို့အတွက်အလားအလာအရင်များတယ်။အဲ့တော့ဒီခေါင်းစိုးဆိုတာကကျွန်တော်တို့ရဲ့မျက်နှာနဲ့အချိန်ကြာကြီးထိတွေ့ရတဲ့အရာဖြစ်တဲ့အတွက်ဒီခေါင်းစိုးတွေကိုပုံမှန်မလဲဘူးဆိုရင်မှုပိုးတွေပေါက်မယ်။အဲ့ဒီခါမှာမှုဝက်ချန်တွေနဲ့ကျွန်တော်တွဲပြီးတော့ဖြစ်နိုင်တယ်။ဒါကြောင့်မလို့ဒီခေါင်းစိုးတွေကိုကျွန်တော်ကတစ်ပတ်တစ်ခါပုံမှန်လေးတခြားလေးလဲပေးဖို့လိုအပ်ပါတယ်။အဲ့တော့ daily skin care tip လေးတွေလည်းကျွန်တော်သိရှိသွားပြီဆိုတော့ဒီဝက်ချန်အတွက်ကောင်းတဲ့ lens လေးတစ်မျိုးကိုကျွန်တော်တစ်ဆက်တည်းမှာပဲ sharing လုပ်ပေးတော့ပါမယ်။အဲ့တော့အဲ့ဒီဆေးလေးကတော့ကျွန်တော် trim pad လို့ခေါ်တဲ့ဝက်ချန် lens လေးဖြစ်ပါတယ်။အဲ့တော့သူ့မှာက tretinoin က 0.25 mg ပါပြီးတော့ erythromycin ကတော့40 mg ပါဝင်ပါတယ်။တခုသတိထားမှာကတော့ကျွန်တော်ဒီဆေးကိုသုံးကျင်တဲ့သူတွေကတော့ဒီ video ကိုဆုံးအောင်ကြည့်စေချင်ပါတယ်။အဲ့တော့ဘာကြောင့်လဲဆိုတော့ဒီဆေးကကျွန်တော်ဆရာအောင်ညွှန်ကြားချက်ရှိမှသုံးလို့ရတဲ့ prescription ဆေးဖြစ်လို့ဖြစ်ပါတယ်။အဲ့တော့ဒီ tretinoin ဆိုတာကကျွန်တော် vitamin A အုပ်စုဝင်တနည်းအားပြောမယ်ဆိုတော့ retinoid အုပ်စုဝင်ဆေးဖြစ်ပြီးတော့သူ့ရဲ့အကောင်းကျိုးတွေကချွေးပေါက်တွေပိတ်တာကိုရှော့ချပေးပြီးတော့ဝက်ချန်အသစ်တွေမထွက်အောင်သူကကောက်ွယ်ပေးတယ်။နောက်အရေပြား cell တွေအသစ်လဲဖို့အတွက်အရေပြား cell အသစ်တွေဖြစ်ပေါ်ဖို့အတွက်လည်းတွန်းအားပေးတယ်။နောက်ဒီဝက်ချန်အကြောင်းကြံခဲ့တဲ့အမဲဆက်တွေကိုတက်တာစေတယ်။ဒါအပြင်ဒီဝက်ချန်အမာရုပ်အချို့ကိုလည်းသူကတက်တာစေတယ်။နောက်ဒီ erythromycin ကကြတော့သူကဘက်တီးရီးယားပိုးသက်စေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဘက်တီးရီးယားပိုးတွေကြောင့်ဖြစ်တဲ့ရောင်ရမ်းဝက်ချန်တွေကိုသူကတက်တာစေပါတယ်။အဲ့တော့ဒီဆေးရဲ့ကောင်းကျိုးတွေကိုကျွန်တော်သိသွားပြီဆိုတော့ဘယ်လိုလူတွေမှာတော့သုံးလို့ရတယ်ဘယ်လိုလူတွေမှာတော့သုံးလို့မရဘူး။နောက်သူ့ရဲ့အသုံးပြုဖို့ဒီဆေးကိုသုံးနေတဲ့အချိန်မှာသတိထားရမယ့်ဆောင်းရံရှောင်းရံပေါ့နော်ဒါတွေကျွန်တော်ဆက်ပြီးတော့ပြပြပေးတော့ပါမယ်။အဲ့တော့ဘယ်လိုလူတွေသုံးလို့ရလဲဆိုတော့ဒီအစီပြန်တတ်တဲ့oily skin သမားတွေသုံးလို့ရတယ်။နောက်ပေါင်းဆက်အသားရည် combination skin သမားတွေသုံးလို့ရတယ်။နောက်ဒီစားဝက်ချန်ထွက်တတ်တဲ့သူတွေနောက်အဖြူစံထွက်တတ်တဲ့အစီပူဝက်ချန်ရှိတဲ့သူတွေသုံးလို့ရပါတယ်။ဒါပြင်ကျွန်တော်ရောင်ရမ်းဝက်ချန်ရှိတဲ့သူတွေသုံးလို့ရတယ်။ပြီးတော့ဒီကြာစူးလိုမျိုးကိုယ့်ရဲ့ဒီအရေပြားမှာဒီခက်ကြမ်းကြမ်းဒီအနီရောင်အဖူလေးတွေပေါ့နော်ဒီလိုအဖူလေးတွေရှိတဲ့သူတွေကျွန်တော်သုံးလို့ရပါတယ်။အဲ့တော့သုံးလို့မရတဲ့သူတွေကတော့ကျွန်တော်ဒီဆေးထဲမှာပါဝင်တဲ့ဓာတ်ပစ္စည်းတစ်ခုခုနဲ့ဓာတ်မတည့်ဘူးတဲ့သူတွေသုံးလို့မရပါဘူး။ဒါပြင်ဒီကိုဝင်ဆောင်တဲ့နို့တိုင်မီကင်တွေသုံးလို့မရဘူး။နောက်ကလေးယူဖို့အတွက်ပြင်ဆင်နေတဲ့သူတွေပေါ့နော်ဒီလိုလူတွေကျွန်တော်သုံးလို့မရပါဘူး။ဒါပြင်အသား6တက်တဲ့
dry skin သမားတွေသုံးလို့မရဘူးပြီးတော့ကိုယ့်ရဲ့အသားက sensitive ဖြစ်ပြီးတော့ထိရှလွယ်ပြီးတော့ဒီဝက်ချံအဖူးတစ်ခုနဲ့တစ်ခုကြားထဲမှာရှိတဲ့အရေပြားကဒါနီရဲရောင်ရမ်းနေတဲ့သူတွေသုံးလို့မရပါဘူးဒါပြင်အဇီးမလို့ခေါ်တဲ့နှင်းကူပေါ့နော်လက်တလောကိုယ့်ရဲ့မျက်နှာမှာနှင်းကူဖြစ်နေတဲ့သူတွေသုံးလို့မရဘူးနောက်လက်တလောမှာပဲနေလောင်ထားတဲ့သူတွေသုံးလို့မရပါဘူးနောက်ဒါပြင်ကိုကစေကံပြပြီးတော့ isotretinoin လိုမျိုးဒီဝက်ချံဆေးတွေတောက်နေတဲ့သူတွေသုံးလို့မရဘူးဒါပြင်ကိုယ့်ရဲ့ဒီနေ့စဉ်သုံးနေတဲ့ဒီ skin care တွေထဲမှာဒီ AHA PHA ပါတာနောက် adapalene တို့ benzoyl peroxide တို့ retinol တို့ပေါ့နော်ဒါတွေကိုသုံးနေတဲ့သူတွေကလည်းကျွန်တော်ဒီဆေးကိုသုံးလို့မရသေးပါဘူးနောက်ဒါပြင်ဒီကိုလိမ့်နေတဲ့ဒီဝက်ချံလင်းဆေးတွေထဲမှာ clindamycin လိုမျိုးဒါ bacteria ပိုးသက်ဆေးပါတဲ့လင်းဆေးတွေလိမ့်နေတဲ့သူတွေကလည်းသုံးလို့မရပါဘူးအဲ့တော့ဒီဆေးရဲ့အသုံးပြုပုံကျွန်တော်ဆက်ပြီးတော့ပြောပြပေးပါမယ်အဲ့တော့ဒီဆေးကိုကျွန်တော်ကိုမှစသုံးမဲ့သူတွေကဒီမျက်နှာပေါ်ကိုတန်းပြီးတော့မလိမ့်သေးဘဲနဲ့ဒါကိုနဲ့တက်မတက်သိဖို့အတွက် patch test လေးအရင်ဆုံးလုပ်ကြည့်သင့်တယ်အဲ့တော့မျက်နှာပေါ်မလိမ့်သေးဘဲနဲ့ဒီမေးရိုးအောက်နားလေးပေါ့နော်ဒီလူမမြင်နိုင်တဲ့နေရာလေးမှာဆေးပမာဏလေးနည်းနည်းလေးကိုလိမ့်ပြီးတော့ကျွန်တော်တရက်လောက်စောင့်ကြည့်မယ်အဲ့တော့နောက်နေ့မှာအဲဒီဆေးဆန်းထားတဲ့နေရာကဒီနီတာတို့ရဲတာတို့အဖူးပိတ်နေထွက်တာရရရန်တာဒီလိုလက္ခဏာတွေရှိတယ်ဆိုရင်တော့ဒါကိုနဲ့မတည့်ဘူးလို့ယူဆပြီးတော့ဒီဆေးကိုသုံးလို့မရဘူးတကယ်ဒီလိုလက္ခဏာတွေဘာမှမရှိဘူးဆိုရင်တော့ဒါတဲ့တယ်ဒါဆိုရင်နောက်နေ့မှာကိုယ့်ရဲ့မျက်နှာပေါ်စပြီးတော့လိမ့်လို့ရပြီပေါ့ဒီဆေးကိုကျွန်တော်သုံးတဲ့အခါမှာညဘက်ပဲသုံးရမယ်နေ့ဘက်လုံးဝမလိမ့်ရဘူးအဲ့တော့ညဘက်မှာတော့မှဒီတညာချားလောက်အရင်ဆုံးစလိမ့်ကြည့်မယ်အဲ့တော့တညာချားလိမ့်လို့ကိုယ့်ရဲ့အသားရည်ကခံနိုင်တယ်ဆိုမှဒါညတိုင်းတိုးပြီးတော့လိမ့်မယ်ပေါ့တကယ်တညာချားလိမ့်တာတော့မှကိုယ့်ရဲ့အသားရည်ကမခံနိုင်ဘူးနီတာဆက်တာအသား6တာမျိုးတွေဖြစ်တယ်ဆိုရင်တော့2ညချားရှော့တာတော့3ညချားရှော့တာတော့ဒီလိုမျိုးဒါကိုယ့်ရဲ့အသားရည်ရဲ့ခံနိုင်ပုံမူတည်ပြီးတော့ဒီလိုအတိုးရှော့လုပ်ပြီးတော့ကျွန်တော်လိမ့်သွားမှာဖြစ်တယ်အဲ့တော့ဒီဆေးကိုသုံးတဲ့သူတွေကဒါ moisturizer လေးနဲ့တွဲပြီးတော့သုံးရင်ပိုကောင်းတယ်အဲ့တော့အထူးသဖြင့်တော့ခုမှစသုံးမဲ့သူတွေပေါ့နော်ကျွန်တော်ညနေပိုင်းမှာမျက်နှာတစ်ပြီးဆိုရင် moisturizer လေးအရင်လိမ့်မယ် moisturizer လေးအသားလေးစိတ်ဝင်သွားပြီဆိုမှဒီဆေးကိုကျွန်တော်ဝက်ချံအဖူးရှိတဲ့နေရာလေးတွေမှာပဲခပ်ပပလေးဒါရလေးလိမ့်မယ်ပေါ့ပြီးလို့ရှိရင်တချို့ကျတော့ဆေးလိမ့်ပြီးတော့အသားနည်းနည်း6တယ်လို့မျိုးခံစားရတယ်ဆိုရင် moisturizer ကိုဒီအပေါ်ကနေနောက်တစ်ထပ်ထပ်ပြီးတော့လိမ့်ပေးမယ်ပေါ့နော်ဒီလိုမျိုးဆိုရင်ဒါဆေးကြောင့်မလို့တချို့တွေအသား6တာနီတာဆက်တာမျိုးတွေမဖြစ်အောင်ကျွန်တော်ကောက်ွယ်ပြီးသားဖြစ်စေတာပေါ့နောက်တစ်ချက်ကတော့ကျွန်တော်ဒီ tretinoin လိုမျိုးလိမ့်ဆေးတွေပေါ့နော်ဒီလိုလိမ့်ဆေးတွေကျွန်တော်လိမ့်တဲ့သူတွေကဆေးစလိမ့်ပြီးတော့တစ်ပတ်နှစ်ပတ်လောက်ကြာလာပြီဆိုရင်ကိုယ့်ရဲ့အသားလေးတွေနီလာတာဆက်လာတာအသားလေးနည်းနည်း6လာတာဒါမျိုးလေးတချို့တွေကခံစားရတတ်တယ်ဒီလိုမျိုးခံစားရပြီဆိုရင်လည်းအရင်ကြောက်စရာမလိုသူ့ရဲ့ဆေးရဲ့သဘာဝပဲအဲ့တော့ဒီလိုမျိုးဖြစ်လာပြီဆိုတော့ကျွန်တော်တို့ကဆေးလိမ့်တာကို3-4ရက်လောက်ခဏလေးနားလိုက်မယ်နားပြီးတော့နားတဲ့ရက်မှာတော့ moisturizer လေးပဲပုံမှန်လိမ့်ပေါ့3-4ရက်လောက်ကြာရင်နီတာလေးတွေဆက်တာလေးတွေကတက်တာသွားလိမ့်မယ်အဲ့လိုတက်တာသွားပြီဆိုရင်ကျွန်တော်ဒီဆေးကိုကျွန်တော်ပြန်ပြီးတော့လိမ့်လို့ရတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ကန်ထွက်တဲ့ဖာဂျင်ဆိုတဲ့ဖြစ်စဉ်ပေါ့ဒီ retinoid အုပ်စုဝင်လင်းဆေးတွေကိုလိမ့်တဲ့အခါမှာကျွန်တော်တို့ကိုယ့်ရဲ့မျက်နှာမှာမြုံနေတဲ့အထက်မှာမြုပ်နေတဲ့ဝက်ချံအဖူးလေးတွေကကန်ထွက်လာတာမျိုးဖြစ်တတ်တယ်တချို့ကကန်ထွက်လာတော့မသိတော့ဝက်ချံတွေပိုဆိုးလာတယ်လို့ထင်ပြီးတော့ကြောက်သွားကြတာမျိုးရှိတတ်တယ်တကယ်တော့ကန်ထွက်တာကလည်းကြောက်စရာမလိုကျွန်တော်ဒီဝက်ချံကုသတဲ့အခါမှာကန်ထွက်တဲ့အဆင့်ကိုတော်တော်များများကြုံတွေ့ကြရတယ်အဲ့တော့ကန်ထွက်တဲ့အဆင့်ပြီးမှကျွန်တော်တက်တာတဲ့အဆင့်လာတာပေါ့ဒီကန်ထွက်တာမျိုးဖြစ်လာပြီဆိုရင်လည်းကြောက်စရာမလိုကျွန်တော်ဒီကန်ထွက်တဲ့အဆင့်ကိုကြော်ပြီးမှတက်တာတဲ့အဆင့်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကန်ထွက်တဲ့အဆင့်လေးကိုတော့ဒါစိတ်ရှည်ရှည်နဲ့တော့စောင့်ပေးဖို့လိုတယ်တခုရှိတာတော့ကျွန်တော်ကဒီကိုယ့်ရဲ့ဝက်ချံတွေကများလာပြီဆိုရင်ဒါကန်ထွက်တာလားဝက်ချံတွေပိုဆိုးလာတာလားတော့ခွဲခြားဖို့လိုတယ်ဒါကြောင့်မလို့ဒီလိုဝက်ချံတွေများလာပြီးကန်ထွက်တယ်လို့ဖြစ်လာပြီဆိုရင်တော့ဒါဆရာအောင်နဲ့တော့တစ်ချက်တိုင်ပင်ကြည့်ဖို့လိုအပ်ပါတယ်နောက်ထပ်အရေးကြီးတဲ့အချက်က tretinoin လိုမျိုးလင်းဆေးတွေလိမ့်တဲ့အခါမှာကျွန်တော်တို့ရဲ့အရေးပြားကဒီ photosensitivity လို့ခေါ်တဲ့နေအောင်ခြင်းနဲ့ထိတွေ့တဲ့အခါမှာတုံ့ပြန်မှုလွန်ခဲ့တာမျိုးဖြစ်တတ်တယ်ဒါကြောင့်မလို့နေလောင်ကစမ်းဆွင်ကိုမဖြစ်မနေနေ့ဘက်မှာလိမ့်ကိုလိမ့်ပေးဖို့လိုအပ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီဆေးကိုအသားနူးတဲ့နေရာတွေပေါ့နော်ဒီမျက်လုံးဘေးတို့နှာခေါင်းဘေးတို့ပါးစပ်ဘေးတို့အဲ့ဒီနေရာတွေကိုလုံးဝမလိမ့်မိအောင်ယူဆိုင်မယ်နောက်ဒီဆေးလိမ့်နေတဲ့ကာလမှာဒီ scrap တိုက်တာမျိုးတွေကျွန်တော်တို့ရှောင်ကျဉ်ဖို့လိုအပ်တယ်နောက်တစ်ခုကဒီ active ingredient တွေကိုကိုယ်သဘောနဲ့ကိုပေါ့နော်ဒီဆေးသုံးတဲ့အချိန်မှာ active ingredient အနေနဲ့တွဲသုံးတာမျိုးလည်းကျွန်တော်ရှောင်ကျဉ်ဖို့လိုအပ်ပါတယ်နောက်ဆုံးအရေးကြီးမှခြင်းတဲ့အချက်ကတော့ဒီဆေးဒီဆရာဝန်ညွှန်ကြားချက်ရှိမှသုံးလို့ရတဲ့ဆေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဆေးကိုသုံးချင်တယ်ဆိုရင်တော့ဆရာဝန်တယောက်နဲ့ဒါအရင်ဆုံးတိုင်ပင်တဲ့ဒါကိုယ့်ရဲ့ဒီအရေးပြားမှရှိတဲ့ပြဿနာအရေးပြားအမျိုးအစားဒါတွေကိုကျွန်တော်တို့ကအရင်ဆန်းစစ်ပြီးတော့မှဒီဆေးကိုဆရာဝန်ကညွှန်ကြားမှာဖြစ်တယ်ဒါကြောင့်မလို့ဒီဆေးမသုံးခင်မှာဆရာဝန်နဲ့တိုင်ပင်ဖို့တော့လိုအပ်ပါတယ်အခုလောက်ဆိုရင်ကျွန်တော်မိုးရသည်မှာဒီဝက်ချံတွေမြန်တက်တာဖို့အတွက်နေ့စဉ်ပြုလုပ်ပေးတဲ့ဒီ skin care tip လေးတွေရဲ့ဝက်ချံအတွက်ကောင်းတဲ့ဒီ trim pad လေးစီအကြောင်းပေါ့နော်ဒါတွေကိုအတိုင်းအတာတစ်ခုတည်းသိရှိသွားလောက်ပြီလို့ယူဆပါတယ်အားလုံးကျေးဇူးတင်ပါတယ်